ဒါညှက်ခောက်ဆိုတစ်ထောင်မို့ကိုပဲပင်ပေါင်း900ဘူးနဲ့ပဲပြတစ်ထုံနဲ့ကြော်လိုက်တာပေါ့နော်အဲ့ဒါကိုဒီလိုမျိုးပေါ့နော်စလုံးနဲ့ဒီလောက်ရတယ်ဒါဆို3ယောက်လောက်ကလေအဝစားလို့ရတာပေါ့နော်ဒီလိုမျိုးလေးတက်တက်လို့ပေါ့နော်စားခြင်းဒီလိုမျိုးလေးကြော်စားကြည့်အရင်အဆင်ပြေတယ်ဒါကတက်လို့ညှက်ခောက်ဆိုကြော်ပေါ့နော်ကဲဒီနေ့တော့တက်လို့ညှက်ခောက်ဆိုလေးကြော်စားကြရအောင်ဒါညနေစာပေါ့နော်ဈေးထဲကနေပြီးတော့ညှက်ခောက်ဆိုတစ်ထောင်မို့ဝယ်လာခဲ့တယ်ပြီးတော့ဂေါ်ဘီလေးကအိမ်မှာရှိတဲ့ဂေါ်ဘီလှီးထားတယ်ပြီးတော့ပဲပင်ပေါင်း900ဘူးလောက်ဝယ်ခဲ့တယ်ပဲပြတစ်ထုံလှီးထားတယ်ပြီးတော့စက်သွန်ဖြူတစ်ပြားရိုက်ထားတယ်ပေါ့နော်ပြီးရင်ကြော်ပြီးသွားတဲ့အချိန်မှာသူ့အနံ့မှုရောင်လို့တရုတ်နန်းလေးပေါ့နော်တရုတ်နန်းလေးပါပြင်ဆင်ထားလိုက်တယ်ပြီးတော့ပဲပြုတ်လေးတွေနဲ့ကြတာလဲပဲပြုတ်လေးထည့်လိုက်မယ်ကက်ကြီးကိုက်အဆင့်တော့မဟုတ်ဘူးရိုးရိုးညှက်ခောက်ဆိုကြော်တဲ့အဆင့်ပေါ့နော်ကက်ကြီးကိုက်ဆိုရင်တခြားဟာလည်းကုန်ပါမယ်ဒါကတော့ရိုးရိုးညှက်ခောက်ဆိုကြော်စားတဲ့ပုံစံမျိုးလေးပေါ့နော်ကဲညှက်ခောက်ဆိုစားကြော်ဖို့အတွက်စီတစွန်းထည့်လိုက်မယ်ညှက်ခောက်ဆွဲကြော်ကစီအများကြီးထည့်စရာမလိုဘူးပေါ့နော်ဒါစီဒီဇွန်နဲ့ဒီဇွန်ပဲထည့်တာပေါ့နော်စီရွှဲနေရင်လုံးဝစားမကောင်းဘူးဒီလေးပူလာပြီဆိုရင်စက်သွန်အဖြူတစ်ပြားရိုက်ထားတာထည့်မယ်စက်သွန်ဖြူလေးတွေဒီအနေလေးဖြစ်လာပြီသူ့ခဏလေးဒီလေးကိုဖက်လိုက်မယ်ကတ်ထားပြီးတော့ပဲပြားလေးတွေထည့်ကြော်လိုက်ပဲပြားလေးတွေကြောလာလိုက်ကြတယ်နော်ဒီလိုမျိုးလေးအနေလေးရောက်သွားပြီပဲပြားလေးတွေကိုပြန်ဆယ်ထားလိုက်မယ်ဒါကတက်လို့ကြော်တာပေါ့နော်တက်လို့လမားလေးတွေလည်းဒါကြော်ပြတာပြီးရင်ဂေါ်ဘီထည့်မယ်ဂေါ်ဘီလေးဤသွားအောင်လို့ရေနဲ့ထည့်မယ်တကယ်လို့ချက်သားနဲ့ကြော်မယ်ဆိုတော့ကြက်ပြုတ်လေးထည့်ပါနော်ဟိုဒါတက်လို့ကြော်မှာမဟုတ်လို့ရေလေးထည့်လိုက်တယ်ပဲငယ်ပြားလေးထည့်မယ်ကြည်ရေထည့်လိုက်တယ်ရုပ်ညှစ်လေးနဲ့ထည့်မယ်ဒါငရုတ်လေးကရှမ်းပစ္စည်းတွေလေရောင်းနေဆိုင်ရလဲထားတဲ့ငရုတ်ညှစ်ပေါ့နော်အဲ့ရလေးထည့်တယ်ပြီးရင်အချုံမုံထည့်မယ်ကြားထည့်မယ်စားထည့်မယ်ပြီးရင်ပဲပင်ပေါက်လေးထည့်လိုက်မယ်ဆွာကြော်ထားတဲ့ပဲပြားထည့်တယ်ပြီးတော့မှဒီမှာညှက်ခောက်ဆွဲပြီးရင်ပဲပြုတ်ထည့်မယ်ပြီးရင်သူ့ကိုဇွန်းနှစ်ချောင်းနဲ့ဝယ်လိုက်မယ်ဇွန်းတစ်ချောင်းလေးနဲ့ဝယ်မယ်ဆိုရင်တက်ပြီးတော့မနှံ့ဘူးဆိုလို့မျိုးလေးဝယ်လိုက်တယ်ပြီးရင်အယောင်လေးလှသွားအောင်လို့ပင်းငန်ပြားကြီးအနောက်လေးနည်းနည်းထည့်မယ်ဆိုရှမ်းဆိုင်အောင်ဝယ်ထားတဲ့ငရုတ်နှစ်လေးပေါ့နော်ထည့်လိုက်တော့အနံ့လေးရလေဟိုရိုးမြစ်ရှည်လို့ပါလို့ပါလေစားရင်အဲ့လိုခက်တဲ့အနံ့မျိုးလေးခက်တယ်ပေါ့နော်ပြီးတော့မှနောက်ဆုံးကြတော့မှတရုတ်နန်းလေးပေါ့နော်အောက်လိုက်မယ်ဒါတက်လို့ကြော်တဲ့မင်းသူကကြတော့စီရအများကြီးထည့်ကြလို့စီရအများကြီးထည့်ရင်သူကလုံးဝစားမကောင်းဘူးဘိုးဆုံးကဒီဥစ္စာကြော်တာစီရဒီဇွန်နဲ့ဒီဇွန်နဲ့ထည့်တာအဲ့ဒါဟောဒီမှာသူ့ဘာသူပြက်ခောက်ဆွဲရတယ်စီနဲ့နေထားတဲ့အတွက်ကြောင့်မို့လို့ဒီရွှဲရွှဲအီအီဖြစ်နေပေါ့နော်ရတာလေးမြည်ကြည့်မယ်
ရတာတော်တယ်ဒါဆိုဒီနေ့ဆိုတာချလို့ရပြီ